ပြောသလားဟေမောင်တို့ဘယ်တို့ရေပြောလာဖို့ဟေမောင်တို့ဘယ်တို့ရေဖို့ချစ်တယ်ဒီဟိုစီလို့လေဟောဒီမင်းဒီဝဲစီလို့လေပြောသလားဟေမောင်တို့ဘယ်တို့ပြောလာဖို့ဟေမောင်တို့ဘယ်တို့ရေဖို့ချစ်တယ်ဒီဟိုစီလို့လေကြပါဟဲ့ပြောချမေကျိုးကျိုးဆာဆာကျိုးဆာကလည်းဖို့ချစ်တယ်ပြီဟဲ့လေကျိုးရကလည်းဒီကိုရှင်းမတော့တမင်ပွဲဆိုတာလားဟေးပြောသလားဟိမောင်တို့ပြောလာဖို့ဟေမောင်တို့ဘယ်တို့ရေဖို့ချစ်တယ်ဒီဖို့စင်တယ်လေဟောရင်မင်းဒီဝဲစီဝဲတို့လေလာကြပါဟဲ့ပြောချမေကျိုးကျိုးဆာဆာလာရရာသီဥတုတွေလည်းအေးအေးလေးဟုတ်ကဲ့ကလူလေကောင်းနေလူလေကောင်းကောင်းတယ်ပြိုစရာကောင်းတာဖြစ်နိုင်ရင်နတ်မောင်မှာအိမ်ဆောက်ပြီးနေချင်တာဘာဖြစ်လို့တော့မြည်ရရင်ပြောတာပါကျိုးကျိုးဆာဆာကုံသွားပြီလားအေးကုံသွားပြီငါတို့မုံတွေကုံစားတယ်ငါအဲ့ငါတို့မုံတွေကုံစားတယ်ချစ်ကိုငါတို့မုံတွေကုံစားတယ်ငါအဲ့ငါပတ်လုံးတွေကိုငါထိုးဖောက်ပြီမလုံးနဲ့ကိုပိုင်းချီဗျာခဲထိုးဖောက်စရာမလိုဘူးဘာလို့လို့စိတ်ထဲမှာအစင်မပြေမောင်းဆိုရိုက်နေတည်းနဲ့ပေါက်ကုန်တယ်ဟုတ်လားအော်လက်တန်နားထောင်တယ်သူ့စိတ်ချင်းနဲ့ခံမှန်းလို့ရတယ်မလုံးနဲ့သွားမပြောနဲ့သွားမပြောနဲ့လေတဲ့လွင့်ကုန်မယ်လေမင်းသွေးတော်မင်းကလည်းရေတောင်မလို့သေသေးတာဟုတ်တယ်မလားပုံပြားသက်လက်နေပြီမသေးဘူးလို့ပြောနိုင်တီးနေနဲ့ဖို့ပါလက်ကမအောင်မစက်တဲ့ထိုးထဲကိုပေါ်လာမောပြတဲ့လက်မစားလို့စိတ်မပူနဲ့အဲ့တော့ရှူကြည့်စမ်းဘာနိုင်ရလဲဝေးတယ်နော်ရေတောက်လိုက်တော့ကျင်းတယ်ဘာပြန်လို့ကျွန်တော်စီမှာရှိပါတယ်ပြေးပါမယ်ကျွန်တော်လည်းအကုန်မစားနိုင်ပါဘူးခင်ဗျာလေရပြီဒီကောနိုင်ပြီအနည်းဆုံး၄ချက်ကတော့ကုန်ပါတယ်ကော်ဘူးလေးရတော်ပြီကျွန်တော်တားထင်သေးတယ်ဗျာသူတို့ကကျွန်တော်မြင်းနေပြောတယ်မဟုတ်ဝယ်မစားဘူးတဲ့တားနှမျိုးတယ်ကျွန်တော်အဲ့လိုမရှိပါဘူးဟောမိသားစုများတခါတည်းဟိုတာရုခေါ်နေအောင်ပါဟုတ်ဘာပြောပါလဲကျွန်တော်ဒီနေ့တည်းမှာစတင်ပြီးအိမ်မက်ရတော့ပေ400ပေါ့နော်300ဖြစ်သွားမလားတော့မသိဘူးပေါ့လေထိုင်တော်မူဗုဒ္ဓရုပ်ဘောတော်ကြီးစပြီးတည်ပါမယ်ဘုချစ်ကမ်လူနဲ့သုံးမိုင်ဝေးတဲ့နေရာမှာထူးထူးခြားခြားအိမ်မက်မက်ပါတယ်ဘုရားဝင်ပြကန်းနေတဲ့ထိုင်တော်မူကိုတော်ကြီးပေါ့နော်တိုက်ဆိုင်လွန်လာကအိမ်မက်မက်တဲ့ညံတော်အမြင့်ကလက်ရှိဆိုရင်တော့ကမ္ဘာအကြီးဆုံးဗုဒ္ဓရုပ်ဘောတော်ကြီးဖြစ်ပါမယ်အဲ့တော့ဘုချစ်အလူခန္ဓာမုံတော့အလူလုံးဝမခံပါဘူးလူရာတို့သူအစဉ်ပြေပါတယ်ခင်ဗျာကျွန်တော်ဒီမိသားစုတွေဝီလက်အဖွဲ့တွေရောကျွန်တော်ဒီမိသားစုတွေကတစ်လောက်ကိုပတ်စံ4000တစ်လောက်ကို4000ပဲထည့်ရင်းနဲ့2နှစ်ပြည့်တဲ့အခါမှာ3သိန်းပြည့်သွားမယ်တယောက်3သိန်းနဲ့လူပေါင်း1000ခွဲသိန်းပေါင်း1000ခွဲဇောကြီးမြန်မာတိုင်းရင်းစီဟိုတနေ့ကသိန်း1000သိန်း1000လူတွေမန္တလာမင်းကသိန်း1000လူတွေသိန်း1000နော်ဒါအဲ့လို1000နဲ့လာလူတော့တာနေတယ်မယ်သိန်း900ကျွန်တော်ပတ်စံတော့လက်ထဲမှာမထားပါဘူးကင်လည်းမကင်ပါဘူးတခါလေးကိုဆရာတော်စီပို့ပေးမှာဟုတ်တယ်ဟောဒါအိမ်မက်အရာဟုတ်ကဲ့ဟုတ်တယ်ထိုင်တော်မူကိုတော့ဖះရုပ်ဘောတော်ကြီးမနော်ကျွန်တော်တို့အခုဆိုရင်ကျွန်တော်တို့ရှင်မှာ line 1 လမ်းလူတိုင်းလူငွေတွေအများကြီးရောက်နေပါတယ်တယောက်ကိုဘယ်လောက်လူရမလဲကျွန်တော်တို့အဖွဲ့သားတစ်နှစ်လုံးမှာ3သိန်းပဲလူလို့ရပြီတော်သေးတော့ဗောတခါလေးမြလူကမယ်ဆိုငါ့ကလေးဟာလေးလှုပ်နေတာငါတားကြောက်နေတာတော့ဟုတ်လားမုတ်ပြားတက်လက်ကလည်းပါသွားကျွန်တော်ကမတင်ငွေသိန်း1000စပြီးတော့သိန်း1000စမှတည်ပါတယ်ဟုတ်ကဲ့ပြီးရင်နောက်ထပ်လေကျူစားအများကြီးလူပါပါဗျာကျွန်တော်စဉ်းစားတာသိလားစဉ်းစားတာတော့ကိုလည်းတပင်စီဥက္ကရလူတုံးပေါ့လေဟုတ်ကဲ့မြို့နယ်တွေတိုင်းနေနဲ့တပင်ဖွဲ့တွေလေဟုတ်ကဲ့ဥက္ကရဆိုတဲ့ပါဝါသုံးပြီးတော့သိလားဟုတ်ကဲ့အတင်းချက်တွေလှူခိုင်းပြီးအနိုင်ကျင့်တာကိုအောင်အောက်ဆင်းနောက်ရက်ဆိုကျွန်တော်ပြုတ်ပြီးသိလားကိုအောင်အောက်ဆင်းပုံနေတော့ကိုအောင်လှူခံတော့ကျွန်တော်အစည်းအဝေးနားရှင်လုံးစရာတစ်ခုပဲရှိတယ်ဘာပြောပါလဲရှင်မလူမနေရဆိုစားတစ်စောင်ထွက်လိုက်ပြီးပြီဒီဥက္ကရပြုတ်အေးရောကွာဖြစ်ရဲ့ချင်းမလို့ရှင်လည်းပြောပါ
ဒါဥက္ကဋ္ဌကျွန်တော်3လလောက်လွှဲလိုက်စမ်းပါ ဟာဘာဖြစ်လို့ 3လအတွင်းမှာမြန်မာစက်သမီးလုံးဝကွယ်ပြောက်သွားအောင်ကျွန်တော်လုပ်ပေးပါ ဟာတော်ဟုတ်တာ ရီမန်းချက်ကြီးလာလေ အခုတောင်ချင်းနေပါကိုရဲ့ ကိုအောင်လည်းဝှေ့ကြသွားတာပေါ့ ကျွန်တော်တက်ခုပဲအခုဇောကြီးမြန်မာတိုင်းရင်းစေးကျွန်တော်လက်တွဲပေါ့ ဟုတ်တယ် လက်တွဲပဲ ဟုတ်ကဲ့ ကျွန်တော်ဒီကိုအောင်ကျော်ဦးအတွက်ကိုကျွန်တော် ဘာလို့ အတန်ထွက်တဲ့စေးကျွန်တော်အထူးစီမံဖော်ဆက်ထားတယ် အဲ့တော့ငငယ် သူ လေး က10နှစ်လုံးလုံးဝင်တာ10နှစ်လုံးလုံးဝင်တာ ငငယ်လေးတွေကမထွက်တာမရတော့ဘူး စကားပြောရတာဟုတ်ရ အဲ့ဒါဆိုရင်ကိုအောင်သား ကျွန်တော်ထဲကမင်းသားလေးဖုံးမြက်ရဲ့ ဖုံးမြတ်ရဲ့ ကြီးဖက်ရဲ့3ယောက်ပေါင်းပြီးဇက်တစ်ဆက်ထောင်ပေးအောင်မယ် ကျိုးကျိုးဆဆ ကျေးဇူးသာသာ ကျိုးဆကမေမောဖို့ချစ်တို့တပင်းပွိုင်းလက်တံပြောင်းလိုက်လားမုံပြတဲ့လက်တံလေးဟာ နေမ စားတော့ပြီးမှတော့တာပြောင်းပြီးပေါ့ နေမအဲ့ဖဲမျိုးကိုတင့်နေဦးမှာနှာခေါင်းကြောင်း ပေါက်တော့ ဖဲမျိုးလေး အေးပါပါလုံးနဲ့ပေါက်ပြီးသားမှတ်ပြီးတော့ လာပြီဟေးဟေး ဟေး ဟုတ်ပါပြီ ဟေး ဟုတ်ပါပြီဟေးဟိုနောက်ကမြင်ရလားမမြင်မှာဆိုလို့ငုတ်ပြဟေးဟေး ကောင်းတာမဟုတ်ပြတဲ့လက် ဘာဖြစ်တာတော့ချစ်အေးလောင်းမယ်တမျိုး တော့မေး မင်းသမီးလေးနဲ့ဒီကကြတော့မင်းသမီးလေးနဲ့ဘဝဘာလေးတွေဘဝဘာလို့မလဲကြည့်မယ်ဟေး ဟေးစက်ကမောင်မဲ အေးဆိုင်ရ ဒီမှာ ဟေးဒီဟေးမှာမောင်မဲလေတကြီး ဘာလို့လဲ ပါသွားပြီဒီခါနဲ့မပြန်နိုင်အောင်တော့ ဘာကြောင့် အလူထမင်းစားသွား ဘာတော့ အောင်ရှင်လောက်လှည့်နေပြီလေ မောင်ရှင်တော့လေသင်္ကန်းလည်းမရှိဘူး ငယ်သေးလို့ ချော်လေးမေးဖြည်းဖြည်း ကောင်းတာမဟုတ်ပြတဲ့လက်လေးရနော် အဲ့ဒါဘာကထင်လို့လဲ ဘာကတော့ မုတ်တီညစ်တဲ့အက စံမုတ်ကြိတ်တဲ့ကာလီကပြောတယ်မလို့မဟုတ်ပြတဲ့လက်လုပ်ချင်လို့ နေမစားပဲဘာလို့ရှိတော့ ပြေးတဲ့လူတွေကုသိုလ်ရအောင် အဲ900ဘာလို့တာတော့ပြပြရေးစီလို့ သေတယ် တောင်း သေ နေ တယ် ဘာပြသလဲမစားဘူးလက်ရရ ဒိုးဘွားတော့အနံ့လေးပဲခံရတော့မယ်ဘွာ ဘာလို့မလို့ဟိုးဘာလို့မိုက်တယ်ကွာ မလေးမတန်းနေတင်းနေတာချစ်ချစ်ရဲ့အဲ့ဒီဘက်ကိုတော့မထိုးနဲ့ ဟဲ့လို့ အကကြရရဲ့မကြည့်ချင်းမကြီးခရီးလိုပါလေ3000ရောမယ်နော် အေးလီ မလေးစွတ်စွတ်ကလန့်သွားတယ်လို့ပြောမလေး ဟာဘာဖြစ်လဲ ပြတ်ပါ ဒါပြီ ဟာဒီက ရွှေခေါ်ရဲ့နောက်ဆုံးနေများရွှေခေါ်ရဲ့နောက်ဆုံးနေများ ကမင်းသားလေးများရွှေခေါဝိုင်းပို့ပေးလိုက်ပါ ကိုရပါဦးကိုရဒါပြီရွှေခေါ်ဟေးဟောဒါတော့အောက်ချပေးထားလေအဲ့ဒါမှမင်းသားသေးလို့ရမှာပေါ့ ကလို့ရမှာကလို့ရမှာ ဟဲ့ဟာကြံရည်တွေရမယ်ကြံရည်တွေရမယ်အမူးတော့ပြအောင်တံမြာသီးနှလုံးမှာထည့်ညှစ်ထားတယ်ဟာဟုတ်ပြီလားတော့တားတို့ဘာရှားနာတော့မင်းသားဟောတားအောင်မှာမင်းသားလေ မအဝီစီရောက် အား နေ စိတ်ထဲမှာဒါကိုခုံမနဲ့စုပ်ကြီးမြတ်မှတ်နေတာဟေးရွှေခေါဒါပြီ ဒီ နေဟေးသွားပြီငါသားလေးတင်ပြီလားမယ်ရွှေခေါမဲ သေတော်မီး ဘ လို့ လောက်နာတာကို ဘုံပြားတက်လက်မစားရတဲ့အတူတူတော့ခွက်ပဲကြိုက်တော့ ခွက်ကြိုက်နေတယ်ခွက်ကြိုက်နေတယ် ရှင်မြသူတွေချစ်စရာပြမော်ရလေးတို့လားအာရှာပါရှာလက်ကလေးချမလား ဘုန်းကြီးပြောတာက ရှင်မြသူတွေချစ်စရာပြ ဘော်ရလေးလို့လား အာရှာပါရှာလက်ကုပ်တွေဒီမနာရမမရပြုံးလို့လောကဦးရေလာပါချစ်လေးပါဗျမပါရေလာပါဒုက္ခိပါဗျဦးရေလာပါပပယေလာဒုက္ခိပါဗျဘုချစ်ကိုတနာရော
ကြည့်ရှာပြပြချာဟေးမော်ရီမမော်ရီမ ဟေးဟေး ဒီပွဲပတ်စံတာအကြရနော် ဟေး